နက်ခင်းတိုင်းကတာယာလှပပါတယ်ဒါပေမဲ့မြို့ပြရဲ့မွန်းကျက်မှုတွေကတော့ကျွန်တော်တို့ကိုမောပန်းစေပါတယ်နေ့စဉ်ဖြတ်တန်းနေရတဲ့ဆက်ရုပ်ဆက်ဆံတဲ့ရတွေဆုညံတန်တွေကြားမှာကိုပျောက်ဆုံးနေတယ်လို့ခံစားရတဲ့အခါမှာတော့ကျွန်တော်နေရာလေးတစ်ခုကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါတော့အချောင်းသားဆိုတာကျွန်တော်တို့ကန်းကြီးတစ်ခုထပ်ပို့ပါတယ်သူကကျွန်တော်ရဲ့အတွေ့အကြုံကိုအမြဲတမ်းနားထောင်ပေးတဲ့တကယ်ချင်းတယောက်လိုပါပဲဒါကြောင့်ဒီခီးစဉ်လေးကို The Sea and Silent လို့ကျွန်တော်နာမည်ပေးချင်ပါတယ်တရားကြီးရဲ့လှပတွေကိုခံစားပြီးတဲ့နောက်မှာတော့မိုးနှမင်းကကောင်းချီးပေးတဲ့အနေနဲ့မိုးတွေရွာချခဲ့ပါတယ်အားလုံးပဲကျွန်တော်နဲ့ပင်လယ်ပြင်ကြီးစီကနေပြီးတော့အေဂျင့်မှုတွေကိုဗီဒီယိုလေးကနေတစ်ဆင့်အတူတူခက်လာရမယ်လို့ယုံကြည်မိပါတယ်ဗျာ